you Max step-by-step maths learning. Xu Zane and Mike buying a boat. The information shows how much each of them pays for the boat. So the boat တစ်ခုဝယ်တယ် boat တစ်စင်းဝယ်တယ်သူတို့ပေးရတဲ့ပမာဏသည်4200 ဆိုတော့တယောက်နဲ့တယောက်ထည့်ထားတဲ့ပမာဏမတူဘူး Zane က1400 Xu က1400 Zane ကကြတော့1050 dollars Mike ကကြတော့1750 ဆိုပြီးမှအတီးတီးပမာဏလေးတွေဒီပုတ်ဝဲတဲ့အထည်ကိုထည့်ထားတယ် 3 years later they sell the boat for 3300ဆိုတော့သူတို့ပြန်ရောင်းလိုက်တော့3300နဲ့ပြန်ရောင်းလိုက်တယ်ဒါဆိုရင်ဝယ်ထားတော့4200ပြန်ရောင်းလိုက်တော့3300ဆိုတော့သူတို့ပမာရှုံးသွားတယ်ပေါ့နော် loss ဖြစ်သွားတယ်So they share the money from the sale of the boat in the same ratio in which they bought the boat. So တော့ရောင်းလို့ထားပြီးရတဲ့ပမာဏကိုသူတို့ဝယ်တော့ထည့်ထားတဲ့ပမာဏအတိုင်း ratio ကိုအသုံးပြုပြီးတော့မှပြန်ပြီးတော့ရောင်းလို့ရတဲ့ money ကိုခွဲချမ်းမယ်ပေါ့နော်ဆိုတော့ A က How much does each of them receive from the sale of the boat ဒါဆိုရင်သူတို့တစ်ယောက်ချင်းစီပတ်စပ်ဘယ်လောက်ပြန်ရမလဲတဲ့ဆိုတော့ဒီလို ratio problems ကိုတွက်တဲ့အခါကျလို့ရှိရင်အခုဒီမှာဆိုရင်ပမာဏတွေပဲဖော်ပြထားပြီးတော့ ratio ကိုပြထားတာမရှိဘူးဒါကြောင့်မလို့ ratio ကိုပြန်ရှာပေးရပါမယ် So ratio same ratio Mike Okay so က1400 same ဒီ1050 Mike က1750ဆိုတော့ဒီကို simplest form အတိုင်း ratio တွေကိုပြောတဲ့အခါကျလို့ရှိရင် simplest form ပုံစံဖြစ်ရပါမယ်ဒါကြောင့်ဒါဆိုချင် reduce လုပ်ပါမယ် divided by 50 divided by 50 divided by 50 28 21 35ဒါဆိုရင်ထပ်ပြီးတော့မှ simplest form ပုံစံထပ်ပေးရမယ်ဆိုတော့ divided by 7 divided by 7 and divided by 7ဒါဆိုရင် ratio simplest form ပုံစံရသွားပါပြီ4 ratio 3 ratio 5 okay ဆိုတော့ဒီလို ratio တွေရတဲ့အခါကျရင် first part အနေနဲ့ဘာရှာရမလဲဆိုတော့ total part ရှာရပါမယ်4 plus 3 plus 5ဆိုရင်12 pass ရပါတယ်ဆိုလိုတာကကြတော့ sharing အနေနဲ့ဆိုလို့ရှိရင်12 share ဆိုတဲ့ပုံစံမျိုးပါเนาะဒါဆိုရင် share တစ်ခုဆိုလို့ရှိရင်ဘယ်လောက် dollars ရှိမလဲဆိုတာရှာချင်တော့ပြန်ရောင်းလိုက်တဲ့ပမာဏကို sharing လုပ်ချင်တာဖြစ်တဲ့အတွက်ပြန်ရောင်းရလာတဲ့ပမာဏသည်3300ဒါကြောင့်3300 divided by 12ဒါဆိုရင်1 part မှာဘယ်လောက် share ရှိတယ်ဆိုတာရသွားပါပြီ275 dollars ဒါဆိုရင်တစ်ယောက်ချင်းစီဘယ်လောက်ပမာဏပြန်ရတယ်ဆိုတာကိုတွက်လို့ရသွားပါပြီ so receive ဆိုတော့275 so ဒီ 4 parts ပါတဲ့အတွက် multiply 4 equal $1,100 ယူပါပြန်ရပါမယ်ဒါဆိုရင် same ဘယ်လောက်ရမလဲဆိုတော့ same receive 1 pack က$275 same ကကျတော့3 packs ဖြစ်တဲ့အတွက် multiply 3ဒါဆိုရင် same ဒီ$825 ပြန်ရပါမယ် okay နောက်ဆုံးတစ်ယောက်က Mike receive $275 Mike ဒီ5 packs ဖြစ်တဲ့အတွက် multiply 5ဆိုရင် Mike က$1,375 Okay so Pia how much money did Mike lose from the sale of the boat ဒါဆိုရင်အခုပြန်ရလိုက်တဲ့ပမာဏကနေပြီးပြန်ရတယ်ဆိုရင် Mike ကဘယ်လောက်ပမာဏသူဆုံးရှုံးသွားလဲဆိုတာလေးကိုတွက်ချင်တာပါဒါဆိုရင် Mike looks ပြန်ရှာပါမယ်Mike loss ဆိုတော့သူပုဂ္ဂိုလ်ဝယ်တော့က Mike က$1,750 ထည့်ထားတယ်သူပြန်ရလာတော့$1,375 ပဲပြန်ရလာဆိုတော့သူဒီ$375 loss ဖြစ်သွားပါတယ်เนาะဒါကတော့ B အတွက် answer ပါ
Okay, see who made the smallest loss from the sea of the boat. How much did he lose? Soလိုတာကဘသူကအနည်းဆုံးပမာဏဆုံးရှုံးလဲပေါ့နော်ဘသူကအနည်းလေးပဲဆုံးရှုံးလဲဒါဆိုလို့ရှိရင်compare လုပ်ရတာဖြစ်တဲ့အတွက်တယောက်ချင်းစီဘယ်လောက်ဆုံးရှုံးလဲဆိုတာကိုပြန်ရှာပေးရပါမယ် Mike အတွက်ရှာပေးပြီဆိုတော့ Sue အတွက်ရှာကြည့်ရအောင် Sue loss Sue ကပုတ်ဝဲတော့1400ပြန်ရတော့1100ဒါဆိုရင်သူဒီ$300 loss ဖြစ်သွားပါတယ်တခါ same လောက် loss ဖြစ်လဲတွက်ကြည့်ရအောင် same ဒီပုတ်ဝဲတော့1050ပြန်ရတော့825သူဆုံးရှုံးသွားတာဒီ$225ဆိုပြီးတော့ဆုံးရှုံးသွားပါတယ်ဒါဆိုရင် compare လုပ်ကြည့်လိုက်တော့အနည်းဆုံးဆုံးရှုံးသွားတာဒီ same ဖြစ်ပါတယ်ဒါကြောင့်မလို့ so same make the smallest loss